ရှေးရှေးတုန်းကလူသူအရောက်အပေါက်နေတဲ့တောအုပ်နဲ့ကြီးတစ်ခုရှိတဲ့အဲ့ဒီတောအုပ်ဟာရိုးရိုးတောအုပ်မဟုတ်ဘဲဝိတဝနနတ်မင်းကြီးကိုယ်တိုင်နေမြေအပိုင်စားပေးထားတဲ့အတ္တမမှုချီဆိုတဲ့ဘီလူးမာကြီးစိုးစံတဲ့နေရာပေါ့အဲ့ဒီဘီလူးမာဟာထူးထူးခြားခြားတဲ့ကိုယ်လုံးကလူလိုဖြစ်ပေမဲ့မျက်နှာကတော့မြင်းမျက်နှာကြီးနဲ့တဲ့သူ့ရဲ့နေမြေတွေကိုကျူးကျော်ဝင်လာတဲ့လူမှန်သမျှကိုဖမ်းဆီးစားတောက်ခွင့်အာဏာရှိတဲ့တနေ့မှာတော့ကံကြမ္မာအလှည့်အပြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်ရုပ်ချိုးလွန်းတဲ့ပုံနာပြိုတယောက်ဟာအဲ့ဒီတောထဲကိုလမ်းမှားပြီးဝင်လာမိတယ်ဘီလူးမကြီးကသူ့ကိုမြင်ချင်းမှာပဲရှေးရည်ဆက်ကြောင့်ချစ်ချင်းမြတ်တာတွေပေါက်ဖွားသွားခဲ့တယ်ဒါနဲ့ပဲပုံနာကိုမစားတော့ပဲသူနေတဲ့ကြောက်ကူတဲကိုဖမ်းခေါ်သွားပြီးအတူတကွပန်းတင်နေထိုင်ခဲ့တယ်ပုံနာထွက်မပြေးနိုင်အောင်လဲအပြင်သွားတိုင်းဂူဝကိုကြောက်တုံးကြီးနဲ့ပိတ်ထားခဲ့တာပေါ့မကြခင်မှာပဲသူတို့နှစ်ဦးကနေသားလေးတစ်ယောက်မွေးဖွားလာခဲ့တယ်အဲ့ဒီသားလေးဟာနောင်တစ်ချိန်မှာဖျားလောင်းထစ်လာမယ်ပဒကုတလာလေးပေါ့ပဒကုတလာလေးအရွယ်ရောက်တော့သူ့အဖေကိုမေးတယ်ဖေဘာလို့သားတို့ကဂူးထဲမှာပဲနေရတာလဲသူ့အဖေကလည်းသားရဲ့မင်းအမေကတကယ်တော့ဘီလူးမှာတို့ကလူသားမို့လို့ငါတို့ထွက်ပြေးရင်လိုက်ဖမ်းမှာဆိုလို့ဒီမှာပိတ်ထားတာလို့ရှင်းပြတယ်တနေ့မှာတော့ပဒကုတလာဟာအားအင်သုံးပြီးဂူဝကကြောက်တုံးကြီးကိုတွန်းဖယ်ကအဖေဖြစ်သူကိုပခုံးပေါ်တင်ပြီးထွက်ပြေးခဲ့တယ်ဘီလူးမကြီးကတိကဲနောက်ကနေအသေးအတန်လိုက်ရှာတာပေါ့မြစ်ကမ်းနားကိုရောက်တော့သားအဖျနှစ်ယောက်ကမြစ်တစ်ဖက်ကမ်းကိုကူးသွားကြပြီဘီလူးမကြီးဟာနေမြေစည်းကြော်လို့မရလာကြောက်ငိုယိုပြီးသားကိုလှန်ခေါ်တယ်သားလေးပြန်လာပါအောင်မင်းတို့လူပြေသွားရင်အသက်မွေးဖို့ခက်လိမ့်မယ်အမေစီကပညာတစ်ခုယူသွားပါအောင်ဆိုပြီးပဒကုတလဝိက္စာလို့ခေါ်တဲ့ခြေရာကြည့်ပညာကိုသင်ပေးလိုက်တယ်သင်ပေးပြီးတာနဲ့သားကိုချစ်လွန်းတဲ့စိတ်ကြောင့်ဘီလူးမကြီးဟာအဲ့ဒီနေရာမှာတင်ရင်ကွက်နာကြပြီးတေဆုံးသွားခဲ့ရှာတယ်ဟုတ်ကဲ့ရှင်အခုလိုပုံပြင်ဇလန်းနှိပ်ပတ်တော်တွေနဲ့ရှေးရာဇဝင်ဇလန်းအဖုံဖွန်တို့နားဆင်ကျင်တယ်ဆိုရင်တော့ကျမတို့ရဲ့ Kazing Eye Story Channel လေးကို subscribe လုပ်ထားဖို့တောင်းဆိုပါစေရှင်